ကလေးငယ်တယောက်ရဲ့လက်ချောင်းလေးတွေစာရေးဖို့အဆင်သင့်ဖြစ်ပြီဆိုတာကိုဘယ်အချက်တွေနဲ့သိနိုင်သလဲ။ပညာဝေစာကိုပိုင်မူလတန်းကျောင်းတောင်ငူမှစီစဉ်ပါတယ်။ကလေးတယောက်ဟာစာစတင်ရေးသားဖို့အတွက်ရုပ်ပိုင်းဆိုင်ရာရောကျွမ်းကျင်မှုပိုင်းဆိုင်ရာပါအဆင်သင့်ဖြစ်မဖြစ်ကိုအောက်ပါအချက်တွေနဲ့အကဲဖြတ်နိုင်ပါတယ်တဲ့။ခိုင်မာတဲ့ကိုယ်ဟန်အနေထားစာရေးခြင်းဟာလက်ချောင်းလေးတွေနဲ့တင်ဆိုင်တာမဟုတ်ပဲခန္ဓာကိုယ်အထက်ပိုင်းတည်ငြိမ်မှုအပေါ်မှာလည်းမူတည်ပါတယ်။ကလေးကထိုင်ကုန်မှာခါမတ်မတ်နဲ့ငြိမ်ငြိမ်သက်သက်ထိုင်နိုင်ပြီလားစပွဲပေါ်မှာလက်မောင်ကိုအားပြုပြီးထားနိုင်ပြီလားဆိုတာကိုအရင်ကြည့်ရပါမယ်။နှစ်အရာဝတ္ထုများကိုကင်တွယ်ပုံခဲရန်ကိုမကင်ခင်မှာတခြားအရာဝတ္ထုတွေကိုဘလို့ကင်တယ်လဲဆိုတာအရေးကြီးပါတယ်လက်မနဲ့လက်ညှိုးကိုသုံးပြီးပစ္စည်းသေးသေးလေးတွေကိုကောက်ယူနိုင်ခြင်းခဲရန်ကိုလက်ဖွားနဲ့အုပ်မကင်တော့ပဲလက်ချောင်းလေးတွေနဲ့ထိန်းကင်ဖို့ကြိုးစားလာခြင်းစတဲ့အချက်တွေဖြစ်ပါတယ်3ခဲရန်စုပ်တံထိန်းချုပ်နိုင်မှုစာရွက်ပေါ်မှာစိတ်ကြိုက်ချစ်ယုံတင်မဟုတ်ပဲမြင်းဖြောင်းဒေါင်လိုက်အလျားလိုက်စက်ဝိုင်းနဲ့ထောက်ဖြက်မြင်းများကိုလိုက်ကူးနိုင်ခြင်းပုံဆွဲတဲ့အခါအယောင်တွေကိုဘောင်ကျော်မသွားအောင်ထိန်းပြီးချေနိုင်လာခြင်းစတဲ့အချက်တွေကိုစောင့်ကြည့်သင့်ပါတယ်။လက်နှစ်ဖက်ကိုပေါင်းဆက်အသုံးပြုနိုင်မှုဒီအချက်ကလည်းအရေးကြီးတဲ့အချက်တစ်ခုပါလက်တစ်ဖက်ကစာရေးနေချိန်မှာကြံတဲ့လက်တစ်ဖက်ကစာရွက်ကိုငြိမ်နေအောင်ဖိထားပေးနိုင်ခြင်းကက်ကြေးဖြင့်စက္ကူဖြည့်ရာတွင်လက်နှစ်ဖက်ကိုဟန်ချက်ညီသုံးနိုင်ခြင်းမျက်စိနဲ့လက်အပေးယူမျှမှုမိမိမျက်စိကမြင်ရတဲ့ပုံစံအတိုင်းလက်ကလာရေးနိုင်ဖို့အတွက်မျက်စိနဲ့လက်ချိတ်ဆက်မှုအားကောင်းဖို့လိုပါတယ်။ဥပမာဘောလုံးဖမ်းခြင်းပဋိသင်ခြင်းစတာတွေကိုကောင်းကောင်းလုပ်နိုင်ရင်စာရေးဖို့အဆင်သင့်ဖြစ်နေပါပြီ။6အခြေခံပုံစံများကိုရေးဆွဲနိုင်ခြင်း pre-writing shapes အခရာတွေကိုမသိခင်မှာအောက်ပါပုံစံ9မျိုးကိုအစဉ်လိုက်ရေးနိုင်ရပါမယ်။ဒေါင်းလိုက်မြင်အလျားလိုက်မြင်စဝိုင်းအပေါင်းလက္ခဏာညာဘက်ထောင့်ဖြတ်စတူယန်ဘဲဘက်ထောင့်ဖြတ်ကြက်ချေခတ်တိကန်စတာတွေကိုတေးသေးချာချာရေးဆွဲနိုင်ရပါမယ်တကယ်လို့ကလေးကဒီအချက်တွေမှာအားနည်းနေသေးရင်ခဲရန်ကိုအတင်းကင်ခိုင်းတာမျိုးထက်ရှုံစေးနေတာစက်ကူညက်တာရေးဆေးချေတာစတဲ့ fine motor skill လက်ချောင်းကြွသားငယ်များဖွံ့ဖြိုးစေတဲ့ကစားနည်းတွေကိုအရင်ပေးကစားသင့်ပါတယ်အသက်4နှစ်မှ6နှစ်ကြားဟာဒီကျွမ်းကျင်မှုတွေစတင်ဖွံ့ဖြိုးဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နော်။